Hello အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီဘလိုမေးထားလေးပေါ့နော်ကျွန်တော်နိုင်ဝယ်ပြီးတဲ့အကုန်လုံးလေးမှာပေါ့နော်ကျွန်တော်နောက်နောက်ရိုက်နိုင်ရှိလာလို့ကျွန်တော်မေးထားတာပေါ့နော်ကျွန်တော်ရှိရပေါ့နော်ဒီဟာလေးတော့နောက်နောက်ရိုက်ရတဲ့တစ်လုံးဖြစ်ပါတယ်ဒါလေးတော့ Silent Friday လေးဖြစ်ပါတယ်ဗျာဟုတ်ဆို IK ခါတော့ဆိုတော့ဒီပေါ့နော်ဟို Silent Friday ကိုမကောင်းပြတာပေါ့နော်ဟိုကြိုက်တဲ့လူတွေကြိုက်ကြတာကျွန်တော်တယောက်တည်းအမြင်ဖြစ်ပါတယ်အဲ Silent Friday ကIK ခါဆိုရင်ကျွန်တော်2013လောက်ကဝယ်တယ်ဒေါ်လာ2000လောက်ပေးရတယ်ပြီးရင်တော့လောက်ပေးရပြီမှာဒီကိတိကန်တွေဆို390 80ပေါ့နော်တော့လောက်ပေးရပြီမှာ luxury branding မှာပါပြီးမှာသူ့ရဲ့မကောင်းတဲ့ချက်ကျွန်တော်၃ချက်ကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာပထမချက်ကဘာလဲဆိုရင်ပေါ့နော်သူကဒီထဲရဲ့ဒီကျိုးကြီးကကျွန်တော်ပတ်ပြီး2လလောက်ပဲရှိသေးတယ်ဒီ stage ကြီးကပြုတ်တော့ပြတ်သွားတာပြတ်တော့ကျွန်တော်ဒါကြီးတော်တော်အဲ့တော့ဘဝင်မကြောက်ဘူးပေါ့နော် luxury brand တွေဆိုဘာဖြစ်ချိုးချိုးသားတွေပါအကုန်တက်တက်ရဲ့ရှိပြီးမှာလုံးဝသူတို့ရဲ့ craftsmanship တွေတော်တော်ကောင်းပါပေါ့နော်ကျွန်တော်တို့ကတော့နောက်တစ်ခုကဘာလဲဆိုရင်ပေါ့နော်သူ့ရဲ့ movement ဒုတိယချက်ကသူ့ရဲ့ movement ကအစကသူပါပေါ့နော်ကျွန်တော်အစမသိခဲ့ဘူးနော်နိုင်ချောင်းနေမိတယ်သူက Miura movement ကိုသုံးထားတာ citizen နိုင်မှာသုံးတဲ့ Miura movement သူကဘာလဲဆိုရင်ပေါ့နော်ဟိုအပြင်မှာအဲ့ citizen movement သုံးထားတဲ့ဟာတွေ10သိန်းလောက်ပဲရောင်းတဲ့အချိန်မှာဒါသိန်း90ချက်တော့ရောင်းနေတယ်ကျွန်တော်ပြောသလိုပေါ့သိန်း200တန်ကား engine ကြီးကိုတက်ပြီးမှသိန်း1000လောက်ရောင်းနေပုံစံဖြစ်နေကားနဲ့ဆိုရင်အဲ့ကြောင့်မတန်ဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ရေစိုးမခံဘူးကျွန်တော်နောက်ဆုံးတစ်ချက်ကပေါ့နော်ရေစိုးမခံလို့ဆိုတော့ဒါကလက်ရည်ဆေးလို့ပဲရတယ်ရေစိမ်လို့မရအောင်ဒီနာကြီးကဘာလို့ကျွန်တော်တို့ sports နဲ့ luxury ဆိုင်ကျွန်တော်တို့ရေစိမ် water resistant မှာကောင်းမှကျွန်တော်တို့သဘောကျတာဖြစ်ပါတယ်အဲဒါတော့ဒီ3ချက်တည်းမကောင်းပြီးတော့ဒီတက်ဒိုင်းဝယ်လဲကျွန်တော်တစ်ခါပြုတ်သွားသေးတယ်ကျွန်တော်အဲ့တော့မြန်မာနိုင်ငံမှာ showroom မရှိလို့ကျွန်တော်နိုင်ငံခြားကိုကျွန်တော်ပို့ပြီးပြင်ခဲ့ရဖြစ်ပါတယ်အဲကြောင့်မလို့ဒီနိုင်လေးကကျွန်တော်ဝယ်ပြီးတယ်မှာနောက်နောက်ရတဲ့နိုင်လေးလုံးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခါကျွန်တော်ဒီတက်ကောင်းတဲ့ content နဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ